ဒါမျိုးဖုန်းလေးတွေကိုတစ်လုံးကို3,400,000ဝန်းနဲ့ကျွန်တော်ရောင်းပေးမယ်ဗျာနော်အဲ့တော့အလုံးသက်မယ်ပိုးစင်နာစာလုံးဝမပါဘူး original second လုံး original မှန်နော်ဘက်ကပါအစ်စ်နော်ဒါလေးတွေကိုကျွန်တော်3,400,000ခွဲရောင်းပေးမယ်ဗျာနော်အပိုးစင်နာစာလုံးဝမပါဘူး original second လုံးစစ်တွေဗျာနော်ဒါလေးတွေရမယ်3,400,000ခွဲပါကျွန်တော်မှန်မကွဲအာသင်ညိုလက်ဆောင်ထည့်ပေးတယ်ဗျာနော်မှန်မကွဲအာသင်ညိုလက်ဆောင်ထည့်ပေးပါမယ်3,400,000ခွဲပါဗျာနော် RAV4 64K ပါပါမယ်ဗျာ RAV4 128K တို့ RAV6 128K တို့ဆိုရင်တော့1000စီပို့ပါမယ်နော်1000စီပို့ပါမယ် original လုံးလေးတွေပါဗျာနော် original မှန်လေးတွေနဲ့ original ရုပ်ထွက်လေးပါဗျာနော်ကိုကဲ Play Store ဆိုကျွန်တော်ထည့်ပေးမယ် global chain ပေးမယ်နော် Oppo A ကလေးတွေပါ3,400,000ခွဲပါဗျာလက်ကားသေးလိုချင်လဲဘောစီများလက်ကားသေးရှိပါတယ်နော်လက်ကားသေးတက်ရှိပါတယ်ဘောစီများနော်နေဝဲဆိုလို့ကျွန်တော်ကားတင်ပေးပါတယ်မန္တလေးမြို့တွင်ဆိုရင်ဆိုင်လာရောက်ရွေးချယ်ဝယ်လို့ရပါတယ်ဗျဆိုင်လိပ်စာ58လမ်း123 124မှာရှိပါတယ်ဘောစီများနော်